အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုလေးကတော့ထိုင်းနိုင်ငံမှာနိုင်ငံသားတွေတရားဝင်အလုပ်လုပ်ကိုင်ခွင့်ရှိတဲ့ဗီဇာအမျိုးအစား2မျိုးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်ပထမဆုံးအလုပ်လုပ်ကိုင်ခွင့်ရှိတဲ့ဗီဇာကတော့ဘတ်ရိုက်တာလို့လူအများသိကြတဲ့ non-LA ဗီဇာပဲဖြစ်ပါတယ်ရှင်non-LA ဗီဇာကို Blue Collar Job လို့လည်းခေါ်ပါတယ်ရှင် non-LA ဗီဇာကို Pink Card ဒါမှမဟုတ်ရင် Work Permit Card ကိုင်ဆောင်ထားသူများကလျှောက်ထားနိုင်ပါတယ်ရှင်လစာဘတ်2000အောက်ဝင်ငွေသမားများက non-LA ဗီဇာသာလျှောက်ခွင့်ရှိပါတယ်ရှင် non-LA သမားဟာအခြေခံလုပ်သားအဖြစ်သတ်မှတ်ခံထားရပြီးသတ်မှတ်ထားတဲ့အလုပ်တွေပဲလုပ်ခွင့်ရှိပါတယ်ရှင်အလုပ်တွေကတော့စောက်လုပ်ရေးလုပ်ငန်းစက်ရုံလယ်ယာလုပ်ငန်းငါးဖမ်းလုပ်ငန်းအိမ်တန်ရှင်းရေးနဲ့ဇပွဲထိုးတို့ပဲဖြစ်ပါတယ်ရှင်ဒုတိယအလုပ်လုပ်ကိုင်ခွင့်ရှိတဲ့ဗီဇာကတော့ White Collar Job လို့ခေါ်တဲ့ non-B ဗီဇာမျိုးစားပဲဖြစ်ပါတယ်ရှင် non-B ဗီဇာကတော့ IT Job Teaching Job Graphic Designer Engineer တွေရတဲ့ဗီဇာအမျိုးအစားပဲဖြစ်ပါတယ်ရှင်လစာဘတ်2000အထက်ရမှာရှောက်လို့ရတဲ့ဗီဇာမျိုးစားဖြစ်ပါတယ်ရှင်။ non-B ဗီဇာအတွက်ကိုယ့်ကိုခေါ်တဲ့ကုမ္ပဏီကနေစာရွက်စာတမ်းတွေထုတ်ပေးတာဖြစ်ပြီးဒီစာရွက်စာတမ်းတွေပါမှရှောက်လို့ရတဲ့ဗီဇာမျိုးစားပဲဖြစ်ပါတယ်ရှင်။ထိုင်းမှာကိုယ်ပိုင်စီးပွားရေးလုပ်မဲ့သူများလည်း non-B ဗီဇာကိုရှောက်လို့ရပါတယ်ရှင်။ကုမ္ပဏီလိုင်စင်လိုပါတယ်ရှင်။ White Collar Job ပဲလုပ်လို့ကိုယ်ပိုင်စီးပွားရေးပဲလုပ်လို့ Work Permit စာအုပ်လိုပါတယ်ရှင်အခုပြောသွားတာတွေကတော့ထိုင်းမှာတရားဝင်လုပ်ခွင့်ရှိတဲ့ Visa Type 2မျိုးဖြစ်ပြီးတော့ Long Term Visa များပဲဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်